ဒီစောက်ဝိုင်းတွေကပရွက်စိတ်တွေအားလုံးဟာမကြခင်မှာတေဆုံးရတော့မှာပါ။ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။ဒါကိုတီမင်းတကားဝစောက်ဝိုင်း Circle of Death သိပ္ပံခေါ်ဝေါ်ရ Ant Mill လို့လည်းခေါ်ပြီးတဘာဝလောကရဲ့ထူးဆန်းပြီးစိတ်မကောင်းစရာကောင်းတဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။ပရွက်စိတ်တွေဟာအမြင်အာရုံမရှိသလောက်အားနေကြပါတယ်။သူတို့ဟာအုပ်စုလိုက်သွားလာတဲ့အခါရှေ့ကသွားတဲ့ပရွက်စိတ်ကခြံထားခဲ့တဲ့ဖီရိုမုန်းလို့ခေါ်တဲ့အနံ့နောက်ကိုပဲထုတ်ရှောက်လိုက်ကြတာပါ။ရာသီဥတုဒါမှမဟုတ်အတားအဆီးတစ်ခုခုကြောင့်ရှီဆုံးကပရွက်စိတ်ဟာပင်မလမ်းကြောင်းနဲ့လွဲချော်သွားပြီးသူ့ရဲ့ကိုယ်ပိုင်အနှံ့လမ်းကြောင်းဟောင်းနဲ့ပြန်ဝင်မိသွားတဲ့အခါမှာတော့အခုလိုစက်ဝိုင်းပုံစံဖြစ်သွားပါတယ်။နောက်ကပရွက်စိတ်ကလည်းရှီကတကောင်နောက်လိုက်ရင်အတိုက်ဒါမှမဟုတ်အစာစီရောက်မယ်ဆိုတဲ့ဗီဇအတိုင်းရှီကကောင်ရဲ့အနှံ့နောက်ကိုပဲအတင်းလိုက်ကြတော့တာပဲ။ဒီလိုလိုက်ရင်းနဲ့ပဲဒီစက်ဝိုင်းနဲ့ရောက်သွားပြီဆိုရင်နောက်ကလိုက်လာတဲ့ပရွက်စိတ်အားလုံးကလည်းလမ်းကြောင်းမှန်ကိုပြန်မရှာနိုင်ကြတော့ပါဘူး။သူတို့ဟာအဆက်မပြတ်ပတ်ချလဲရှောက်နေရကနေရပ်ပေါင်းများစွာကြာတဲ့အခါပရွက်စိတ်တွေဟာအစာရည်စာပြတ်လက်ပြီးပင်ပန်းနွမ်းနေလုံးကအဆုလိုက်အပြုံလိုက်တိတ်ဆုံးသွားကြပါတယ်။1921ခုနှစ်မှာနာမည်ကျော်တဘာဝဗေဒပညာရှင်ဝီလီယံဘီဘီဟာဂိုင်ယနာနိုင်ငံမှာပတ်လည်အဝန်း1200ပြီမီတာ400နီးပါးရှိတဲ့ပရွက်စိတ်စက်ဝိုင်းကြီးတစ်ခုကိုတွေ့ရှိခဲ့ပူပါတယ်။ပရွက်စိတ်တစ်ကောင်ဟာဒီစက်ဝိုင်းတစ်ပတ်ပြည့်ဖို့အတွက်2 နာရီခွဲလောက်ကြာအောင်တော့ရှောက်ခဲ့ရတယ်လို့ဆိုပါတယ်။အနှစ်ချုပ်ဆိုရရင်ဒီဖြစ်ရဟာအုပ်စုလိုက်ဗီဇစိတ် collective intelligence ရဲ့အားနည်းချက်တစ်ခုပဲဖြစ်ပါတယ်။တကောင်ချင်းစီကစီကန်းရှိရှိလိုက်နာပေမဲ့လမ်းပြခေါင်းဆောင်မှားယွင်းတဲ့အခါတအုပ်စုလုံးဘေးဒုက္ခရောက်ရတဲ့သင်ခန်းစာတစ်ခုလိုပါပဲ။အပြင်မှာဒီလိုပရွက်စိတ်စက်ဝိုင်းကိုတွေ့ရင်ပုံစံဖြတ်လမ်းကြောင်းပြောင်းပြီးသူတို့တွေကိုလူမြောက်အောင်ကေတင်ပေးနိုင်ပါတယ်